ဘယ်လိုဒီဗီဒီယိုပိုင်းလေးကိုကြိုးရှိမယ်ဆိုများများလေးဝိုင်းပြီး share ပေးသေးချင်ပါတယ်အခုဒါကျွန်တော်ဆူလာကိုရောက်နေသေးပေါ့နော်အခုဒါကျွန်တော်ဆူလာကိုရောက်လာတာနဲ့ဒီညီလေးဆိုရင်ဒါဆက်သွယ်လာပါဒီညီလေးနာမည်ဘယ်လိုခေါ်လဲ မောင်ကောင်းဝင်းကျော်ပါရှင် မောင်ကောင်းကျော်ဒီညီလေးကဒီဆူလာမှာဖြစ်တာလားဘယ်မြို့နယ်မှာဖြစ်တာလဲမကော့စမွေကျွန်းမှာပေါ့ ရှင် ကော့စမွေကျွန်းမှာဖြစ်တာကဘယ်လိုဖြစ်လို့ကော့စမွေကျွန်းမှာမကူရနဲ့ဒီဆူလာကိုပို့တာလဲမ ဒီကော့စမွေကျောင်းမှာသူတို့ကကူမရအောင်ဆိုပြီးပြောရည် ကူမရ ဆရာဝန်နဲ့လွှဲပြောင်းလာ ဆရာဝန်နဲ့လွှဲပြောင်းပေးတာဒီကော့စမွေရပြီးတော့ဒါတထေးရပြီးတော့ဒီဆူလာကိုလွှဲပေးတာဟုတ်လားအခုဒီဆူလာကိုရောက်ပြန်တော့လေဒီကော့စမွေကဒီသူ့ရဲ့တထေးရရောဒီညီလေးပေါ်ကြီးကြီးဆောက်ရှောက်ရရှိလား အစာပိုင်းတော့လာတယ် စာပိုင်းကလာလေဆိုတော့ဘယ်နှစ်လလောက်သူ့ကိုထောက်ပံ့ပေးလဲ ဘယ်နဲ့လာလဲဆိုတော့တလာလောက်ပဲလာကြည့်ပြီးတော့ပစံဘလောက်2000 3000အမျိုးပေး 2000 ပထ 3000 မဦးဆုံးတစ်ခါတော့သူ2000ပေးခဲ့ 2000ပေးခဲ့ 2000ပေးခဲ့ပြီးတော့သူ ICU ခန်းမလွတ်ရတဲ့ပစ္စည်းတွေပြီးတော့ခွဲစိတ်ခါ8500ပေးရ ဟုတ်လား ဒီ level U ကျိုးတာခွဲစိတ်ထားပါ ဟုတ် တော့ ဟုတ်ဟုတ် ရှင် အခုဒီညီလေးကအခုဆိုရင်ဘာဖြစ်သွားလဲမ သူက level အယိုး3ချောင်းကျိုးရ တုံးချောင်းကျိုးသွား ပြီးတော့ပေါင်2ချောင်းကျိုးရ ပေါင်နှစ်ချောင်း ပြီးတော့ဒီ support နာမှာ1ချောင်းကျိုးရ ချောင်းကျိုး ပြီးတော့ဒီ level ဖောက်လာရ level နဲ့လည်းဖောက်ရတယ်နော်နှာခေါင်းရှိလို့ level နဲ့ဖောက်ထားရတယ် ရှင် အခုအဲ့ဒါအတွက်ဒီကျွန်တော် WG ကိုဘယ်ရပြီးတွေ့ပြီးမှဆက်သွယ်လာလား February နဲ့ February တွေ့ပြီးဆက်သွယ်လာတယ်ပေါ့နော်ဒါကျွန်တော်မားတို့ကပြီးတော့ကျွန်တော်တို့ကိုဒါဒီအမှုကူညီတောင်းတာပေါ့နော်ကူညီတောင်းတော့ဒါကျွန်တော်တို့ကဒီအမှုကတော့ဒါဒီညီလေးကတော့ CI စာအုပ်ကန်ဆောင်ထားတယ်ဒါပေမဲ့ပကံစခွန်မရှိဘူး ရှင် ပကံစခွန်မရှိတဲ့အတွက်ကျွန်တော်တို့ကဒီကော့စမွေကျွန်းကိုပြန်ပြီးတော့ပေါ့နော်အမှုပြန်လုပ်ရမယ်ပေါ့ ရှင် အမှုပြန်ဖွင့်ရမယ် ဟုတ်ကဲ့ အမှုပြန်ဖွင့်ရမယ်ဆိုတော့အမားတို့ဘက်ကရော GGB နဲ့ဒီကျွန်တော် WG ကိုအမှုအပ်လား ကြည့်ပြရရှင် GGB အမှုအပ်တယ်နော်အမှုဒါ တောင်းမှမသိတာလေ ဒါအခုဒါကျွန်တော်တို့လည်းဒီမြို့နယ်ကိုရောက်တုံးနေတာအမားတို့လည်းကျွန်တော်တို့အမှုလားအဲ့ပေါ့အဲ့တော့ဒါကျွန်တော်တို့ဒီအမှုကိုဒါလက်ခံပြီးတော့ပေါ့နော် ရှင် ကော့စမွေကိုဒါကျွန်တော်တို့ပြန်ပြီးတော့အမှုပြန်လုပ်ရမယ်နော် ဟုတ်ကဲ့ ဒါဘယ်လိုပဲဖြစ်ဖြစ်စိတ်မကောင်းစရာပဲဗျာဒါဒုက္ခိတဖြစ်တော့မှလာပြီးတော့ပြစ်ထားတဲ့အနေအထားဖြစ်ဒီညီလေးဆိုရင်ဒါလုံးဝခြေတော်နဲ့ချောင်းအောင်ဆိုလုံးဝလုံးမလုပ်တော့ဘူးဒီအောက်ပိုင်းတစ်ချမ်းဆိုလုံးဝလုံးမလုပ်တော့နောက်ပြီးရင်ဒီညီလေးကစကားပြောဖို့လဲအသက်ရှူရတာကြက်တဲ့အတွက်လေဘင်းလဲဖောက်ထားတဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ညီမရွှေပြောင်းလို့သမားတွေမှာတတိထားသိခြင်းနဲ့တထေးတွေကတော်တော်များများဗျာတာဝန်ယူမှုတာဝန်ခံမှုကရှားတယ်အဲ့တော့ကျွန်တော်တို့ကလုံးတယ်ဆိုတော့ကိုယ့်ရဲ့အသက်လောက်ဘယ်ရာမှရေးမကြည့်ဘူးအဲ့လိုမျိုးပဲကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ဟုတ် သူတို့ကတော့အစာကူညီမယ်ဆိုပြီးပြောရဲအစာစားရသူလူနာကတဲ့နေရတာသူလှုပ်ပေးမှာပေါ့နော်အမျိုးပြောပြီးတော့ပြောနောက်ပိုင်းပြောက်သွားခဲ့ လုံးဝကြောက်သွားနော်အခုဆက်သွယ်မလုပ်တော့ဘူးနော်ဟုတ် စာပိုးကြီးရဲ့အတိုင်းပဲဘာလဲစောင့်မပြန်လာ ဟုတ် ဦးဆုံး